Hello အားလုံးပဲဝင်လာပါဒီနေ့တော့ကျွန်တော်ကိုယ်တိုင်ရေးသားထုတ်ဝေထားတဲ့စာအုပ်လေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီမှာဘလုံး1ဘလုံး2ဆိုပြီးတော့နှစ်မျိုးထုတ်ထားတာပေါ့နော်ဒါကျွန်တော်စာအုပ်တွေထုတ်ရတဲ့ရည်ရွယ်ချက်ကတော့ဒီအင်္ဂလိပ်စာလေ့လာနေတဲ့သူတွေရဲ့တိုင်းအတားအဆီးကိုကျွန်တော်တို့ကြော်ဖြတ်ဖို့ပဲဖြစ်ပါတယ်ကျွန်တော်ဆိုရင်ဒီ series ကိုအတွဲလိုက်ထုတ်ထားပါတယ်ကျွန်တော် The Plurality Foundation နဲ့ The Art of Mastery ဆိုပြီးတော့ထုတ်ထားပါတယ်ဒီပထမဆုံးအနေနဲ့ပထမဆုံးတစ်အုပ်ကတော့ဒီ Plurality Foundation ပေါ့နော်ဒီ Plurality Foundation ဆိုတော့ကျွန်တော်တို့အင်္ဂလိပ်စာ grammar အတော်အသင့်နားလည်တယ်ပြောတတ်တယ်ဆိုတတ်တယ်ဒါပေမဲ့ grammar တွေအကုန်သိတယ်ကျွန်တော်တို့ပြောမယ်ဆိုရင်ကြောက်စိတ်ဝင်နေတာမျိုးမပြောဖြစ်တာမျိုးမပြောရတာမျိုးဆိုတဲ့အခြေအနေမျိုးတွေကိုကျွန်တော်တို့ဒီစာအုပ်နဲ့ကြော်ဖြတ်ရမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ foundation ဆိုတဲ့အတိုင်းပဲဒီကောင်လေး speaking foundation ကိုတည်ရမှာဖြစ်ပါတယ်ဆီရာဒီကျွန်တော်တို့ဒီစာအုပ်က grammar လေ့လာနေတဲ့သူတွေတိုင်းရှိထားတဲ့စာအုပ်ဖြစ်ပါတယ် grammar လေ့လာပြီးတော့ grammar စာအုပ်ကြီးထဲမှာပဲကျွန်တော်တို့ပိတ်မိနေလို့မရပါဘူးဒါကြောင့်ပိတ်မိနေတဲ့သူတွေအတွက် grammar စာအုပ်ထဲမှာပဲပိတ်မိနေတဲ့သူတွေအတွက်ကျွန်တော်တို့ဒီစာအုပ်ကိုဖန်တီးရခြင်းဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဒီ Art of Mastery ဒီပထမဆုံးတစ်အုပ်ပြီးသွားတယ်သူကအတွဲတစ်ပြီးသွားရင်ကျွန်တော်နောက်ထပ်ရေးသားထုတ်ဝေထားတဲ့ The Art of Mastery Speaking Like a Native Communication State ဆိုတဲ့ Commanding the State ဆိုတဲ့ကျွန်တော်စာအုပ်ကိုထပ်ပြီးတော့ master ထပ်လုပ်ထားပါတယ်ဆိုတော့ဒီစာအုပ်ပြီးလို့ရှိရင်ဒီစာအုပ်ကိုနားလည်သွားပြီဆိုရင်ကျွန်တော်ပြပြထားတဲ့အကြောင်းအရာတွေအားလုံးနားလည်သွားပြီဆိုရင်ဒီ Art of Mastery ဒီ master စိတ်ကိုဘယ်လိုတက်လှမ်းမလဲဆိုတဲ့ idea တွေအကြံဉာဏ်တွေကိုကျွန်တော်ဒီအကြောင်းအရာတွေကိုကျွန်တော်ဒီချက်မှာအကုန်လုံးအပြည့်စုံချရေးပေးထားတယ်ဖြစ်ပါတယ်ဒါဆိုရင်ဒီပထမဆုံးတုံးအနေနဲ့ The Plurality Foundation by ဆရာတန်း teacher တန်းအနေနဲ့ကျွန်တော်ရေးထားတာတရားကလေးစာကိုဖတ်တဲ့ရေးတတ်ပြီတကယ်တမ်းပြောမယ့်အချိန်မှာဆော့ရသွားတဲ့နေရာတွေပြီးတော့ဒါဒီစာအုပ်ကကျွန်တော်တာမန် grammar စာအုပ်မတူဘဲနဲ့ grammar တဲမှာရှိတဲ့အကြောင်းတရားတွေကိုကျွန်တော်တို့ကတကယ်လက်တွေ့ realistic speaking အနေနဲ့ပြောင်းပေးမှာဖြစ်ပါတယ်ဒါကြောင့်အင်္ဂလိပ်စာတိုးတက်မှုကိုလိုချင်တယ်ဆိုလို့ရှိရင်ဒီစာအုပ်ကျွန်တော်ဒီရေးသားထုတ်ဝေထားတဲ့စာအုပ်ကိုဖတ်ကြည့်ပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်နောက်ကကျတော့ဒီ Art of Mastery ဒီ The Plurality Foundation ပြီးတော့လို့ရှိရင်ကျွန်တော်တို့က speaking လေ့လာတဲ့ဘာသာရပ်ကိုspeaking လေ့လာတဲ့အပိုင်းကိုကျွန်တော်တို့ကထပ်ပြီးတော့မြင့်တင်ရမှာဖြစ်ပါတယ်အဲ့လိုမြင့်တင်ဖို့ဆိုရင်ကျွန်တော်တို့အနေနဲ့အင်္ဂလိပ်ကိုကျွန်တော်တို့ကဘာသာရပ်လို့မြင်လို့မရပါဘူးအင်္ဂလိပ်ကိုကျွန်တော်တို့က language အနေနဲ့မြင်မှဒါလည်းကျွန်တော်တို့ကဆက်ပြီးတော့တွားလို့လေ့လာလို့ရမှာဖြစ်ပါတယ်ကျွန်တော်ဒီစာအုပ်တွေထောက်ရတဲ့ရည်ရွယ်ချက်ကတော့ဘေးကနေပြီးတော့ကျွန်တော်အကြံဉာဏ်မြေပုံတစ်ခုเนาะ map တစ်ခုပေးလိုက်ရုံပါပဲအဲ့တော့ဒီမြေပုံအတိုင်းသင်တို့ဒီသွားရမှာဖြစ်ပါတယ်ဒီစာအုပ်ထဲမှာဆိုရင်ဘာတွေပါလာလဲ